မင်္ဂလာပါ illustration by me channel ကနေကြိုဆိုပါရစေမဆွဲရလဲကြားနေပြီဖြစ်တဲ့ကာယတာပုံလှလာလေးတစ်ခုကိုဆွဲပါမယ်ဗျာကျွန်တော်ကာယတာတစ်ခုကိုဆွဲတိုင်းမှာကိုယ့်ရဲ့ပုံကိုကြည့်ပြီးတော့အားမလို့အားမရဖြစ်တဲ့အပိုင်းလေးရှိတယ်ဗျာအဲ့ဒါတွေကိုဒီနေ့ရဲ့ပုံမှာတက်နိုင်သမျှတိုးတက်မှုရှိအောင်လို့စူးစမ်းပြီးတော့ပြင်ထားပါတယ်ဗျာအကျဉ်းအားဖြင့်ပြောရရင်ဘယ်လိုအရာတွေလဲဆိုတော့ကာယတာတစ်ခုရဲ့ anatomy pose တွေနောက်ထပ်သပင်ပုံစံကဗျာကျွန်တော်ဆွဲတိုင်းကျွန်တော်ကိုယ်တိုင်ကျွန်တော်ရိုးတယ်လို့ခံစားရတယ်အဲ့တော့ဒီပုံမှာနဲပါတော့ပြင်ထားပါတယ်အသားအရောင်ကာလာအရန်များနေရတွေ highlight အရန်များနေရတွေကိုလည်းပို့ပြီးတော့ကောင်းအောင်လို့ပြင်ထားပါတယ်ဗျာပုံကြောင်းကိုဆက်ရရင်တော့ဒီနေ့ဆွဲမဲ့ပုံစံက Halloween themes မှာချစ်စရာကောင်းတဲ့ဆုံးမပုံစံလေးဖြစ်ပါတယ်ဒီပုံဆွဲတဲ့နေရာမှာအရှိမပြောခဲ့တဲ့အချက်တွေအပြင်ပုံတစ်ခုချင်းစီရဲ့ detail တွေကိုလည်းအလားဆုံးဖြစ်အောင်လို့စူးစမ်းပြီးတော့ဆွဲထားပါတယ်ဗျာကြည့်လိုက်ကြပါဦးကျွန်တော်ရဲ့ channel အကြောင်းကိုပြောရရင်တော့ကျွန်တော်ရဲ့ channel က illustration နဲ့ပတ်သက်တဲ့ဗီဒီယိုတွေဘဝတုဒ္ဒတွေပုံဆွဲပြတဲ့ဗီဒီယိုတွေကိုတင်သွားမှာဖြစ်ပါတယ်အခုနောက်ပိုင်းမှာကျွန်တော်နဲ့အတူတူလေ့ကျင့်ခန်းတွေအတူတူလုပ်လို့ရအောင်လို့လေ့ကျင့်ခန်းဗီဒီယိုတွေ theory ဗီဒီယိုတွေကိုလည်းတင်ထားပါတယ်ဗျာကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားမယ်ဆိုရင်လည်းဒီဗီဒီယိုရဲ့ညာဘက်တောင်းပုံလေးကိုနှိပ်ပြီးတော့ subscribe လုပ်ထားလို့ရပါတယ်ဒီပုံကိုဆွဲတဲ့ process ကတော့ရှင်းပါတယ်ဆွဲနေကြအတိုင်းပါပဲပထမဆုံးပုံချမ်း sketch ကိုဆွဲတယ်နောက်တော့ line ရဆွဲပါတယ်ပြီးတော့အောက်ခံ color တွေကိုဆွဲတယ်အောက်ခံ color တွေကို color ဖြည့်ပြီးသွားတဲ့အချိန်ကျရင် shade တွေ shadow တွေကိုလိုက်ပြီးတော့ဆွဲတာဖြစ်ပါတယ်အလားတူအားလုံးပြီးသွားတဲ့အချိန်ကျတော့မှလိုအပ်တဲ့ shadow တွေ highlight တွေဒါတွေကိုလိုက်ဖြည့်လိုက်တာပေါ့တချို့ detail ဆွဲတဲ့အရာလေးတွေကိုတော့ဒီဗီဒီယိုမှာပဲဆက်ပြီးတော့ကြည့်လိုက်ကြပါဦးဗျာ
ပုံထဲမှာပါတဲ့ပစ္စည်းတွေရတော့ဗျာအားလုံးမြင်တွေ့ရတဲ့အတိုင်းပဲဆုံးမလေးဆိုတော့မိုးပြန်လို့ရတဲ့တပြက်စီးချောင်းကြီးပေါ့ဗျာအဲ့ဒါလေးလည်းပါမယ်ဟောလုံးဝမ်းသင်းလေးနဲ့လည်းလိုက်ဖက်သွားအောင်ဖယုံသီးလေးတွေလည်းပါတယ်နောက်ထပ်ဆေးပလင်းလေးတွေဆောက်ရက်ကလေးတွေစာအုပ်ကလေးတွေအဲ့လိုမျိုးပစ္စည်းစရာလေးတွေပေါ့ဗျာဖျောင်းနိုင်လေးတွေလည်းထည့်ဆွဲထားတာပေါ့ဒီဆုံးမလေးကလှပပလေးဖြစ်သွားအောင်လို့ဝေးယုံလေးတွေအုတ်ထုပ်ကလေးတွေလည်းပြည့်စုံထည့်ထားပါတယ်ဗျာ
အခုနောက်ဆုံးအုတ်ထုပ်မှာပါတဲ့အစာပလာလေးတွေကိုဆွဲလို့ပြီးသွားရင်တော့ကျွန်တော်တို့ဆွဲနေတဲ့ပုံလေးကတော့ပြီးသွားပါပြီဒီပုံမှာ background ဆွဲတာနဲ့တချို့ highlight လိုအပ်တာလေးတွေဆွဲတာကိုတော့အချိန်ကြီးအရင်ကြာသွားမှာဆိုလို့ထည့်ပြီးတော့မပြတော့ပါဘူးဒီတိုင်းဆွဲထားတာလေးတွေပဲထည့်လိုက်ပါတယ်ဗျာအဆုံးထိကြည့်ပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်အခုဆွဲထားတဲ့ပုံလေးကလည်းကြည့်ရတာလှမယ်လို့လည်းမျှော်လင့်ပါတယ်ဗျာနောက်ထပ်လည်းဒီလိုပုံဆွဲပြတဲ့ဗီဒီယိုတွေလေ့ကျင့်ခန်းဗီဒီယိုတွေနဲ့အတူပြန်တွေ့ပါဦးမယ်ဒါဆိုရင်တော့အားလုံးပဲဘိုင်ဘိုင်